အားလုံးပဲမင်္ဂလာပါကျွန်တော် podcast လေးကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်အခုကကျွန်တော်ဖတ်ပြမှာကမိုင်ဆိုးဝေလင်းတို့ဤမှတ်စုဝတ္ထုတို့ပေါင်းချုပ်နံပါတ်1ထဲကဘေးသုံးကောင်ဆိုတဲ့ဝတ္ထုတို့လေးဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဦးဗျဘေးသုံးကောင်ဘဲကလေးတွေအိမ်ပြန်ရောက်လာတယ်လူညာကကျွန်တော်အိမ်မက်မှတ်တယ်ဖြစ်တကယ်မှတ်ပြီးမနဲ့လင်းတော့အိမ်အောက်မှာကျွန်တော်လိုက်ရှာမိသေးတယ်ဒါပေမဲ့တကယ်မဟုတ်ပါဘူးဖေဒါတော့မောင်ရဲ့စကားကြောင့်ကျွန်တော်ရင်ထဲမှာတုန်ခါသွားတယ်ပြီးတော့ဝမ်းနဲ့ကြေခွဲစွာဒေါသဖြစ်ရမိပြန်တယ်အိမ်ပြန်ရောက်ဖို့နေတာအခုချိန်ဆိုရင်သူတို့တွေအသက်နဲ့ကိုယ်ခန္ဓာဦးစားကွဲနေရှာပြီးဖြစ်ကြောင်းဒါတော့မောင်မသိရှာလေပြီးခဲ့တဲ့ຫນွေရာသီဆောင်းမေးပွဲတွေဖြည့်ပြီးစားကျောင်းပိတ်ရက်ကဒါတော့မောင်ကြီးသူ့ကျောင်းစာအုပ်များကိုရောင်းပြီးဘဲပေါက်စာလေးများဝယ်လာသည်အားလုံး9កောင်85ချက်ဖူးတို့ရရင်သူဝယ်လာသည့်ဘဲကလေးများမှာဓာတ်ဖောက်ဘဲများဖြစ်သောကြောင့်တိတ်လွယ်ပြောင်းလွယ်သောအကောင်ကလေးများဖြစ်နေကြသည်ကံအားလျော့စွာ2កောင်မျှသာတည်သွားပြီး3កောင်အဖက်တင်ကျန်ရည်ခဲ့သည်ထိုကျန်ရည်သည့်ဘဲကလေး3កောင်မှာတစားကြီးပြင်းလာသည်သူတို့အားထူးထွေရှာဖွေမကြွေးမိပါအမတ်ရသည့်အချိန်တွင်ထမင်းကြံဟင်းကြံနှင့်စကွဲစီများကိုသာရေနှင့်ဖြောလင်းဖြောကျွေးမွေးပါသည်များသောအားဖြင့်ကသူတို့ဘာသာသူတို့ရေထဲနှုတ်သီးနှင့်တဆွတ်ထိုးပြီးရှာဖွေစားတော့ကြသည်သူတို့ကလျင်မြန်စွာတနေ့တခြားပင်ကြီးထွားလာလေသည်အထူးဂရုစိုက်၍မကျွေးမွေးရတော့လဲညာကြီးညတာနှင့်အခြားအန္တရာယ်များအတွက်ကအတန်အသင့်ဂရုစိုက်ရပါသည်ကြောင်နှင့်ခွေးတို့၏ရန်ကိုဆွေးရင်ရသောကြောင့်ဖြစ်ပေသည်ကိုယ်အိမ်တွင်မွေးထားသည့်ခွေးနှင့်ကြောင်များမရှိတော့လဲခွေးလေခွေးလင့်များကမပြတ်ရောက်လာတတ်သည်နောက်ဖေးတွင်ဆွန့်ပစ်ထားသည့်ထမင်းကြံဟင်းကြံများကိုလာရောက်စားတောက်ကြခြင်းဖြစ်သည်အိမ်ကြီးချင်းတို့၏ကြောင်များကလည်းအိမ်မော်သို့မကြရောက်လာတတ်သည်တောင်းကြီးတစ်လုံးနှင့်အုတ်တန်လျင်အုတ်ထားရသည်တခါတရံတွင်အိယာဘော်သို့ပင်တင်၍တိတ်ရသည်အိမ်အောက်တွင်ပင်ဘာသည့်ဘာသာပြစ်ထားသောညများလည်းရှိသည်ထိုညများတွင်ကခွေးတကောင်တလေ၏ရန်မှလွတ်အောင်တဖြန်းဖြန်းတောင်ပံခတ်တန်ပြေးလွှားနေတန်ကြားမှကျွန်တော်တို့နိုးလာပြီးထ6ရတတ်သည်ထို့သောပင်ရှိတော်လဲသူတို့မှာကံအားလျော်စွာလွတ်မြောက်ကြံခဲ့ကြသည်သာဖြစ်ပါ၏3 လကျော်ကာလရောက်သည့်အခါတွင်ကသူတို့3កောင်သည်ကျွန်တော်တို့နှင့်နီးနီးနားနားအိမ်အောက်နှင့်အိမ်ပတ်ဝန်းကျင်တွင်မနေတော့ဘဲမြောက်ဘက်ရေကန်ကြီးရှိရာသို့ရွှေ့ပြောင်းသွားကြလေတော့သည်ဤနေရာတွင်ဘဲကလေးတွေအကြောင်းခဏရပ်နာပြီးကျွန်တော်အိမ်၏အနေအထားကိုကြားဖြတ်ပြောရပြီတော့မည်ကျွန်တော်အိမ်မှာမန္တလေးမြို့ကြီးပေါ်တွင်ဖြစ်တော်လဲအနေအထားမှာတိတ်ဆိတ်ငြိမ်သက်၍တောထဲတောင်တွေရောက်နေရသည်နှင့်တစ်ခါဒူလာပါသည်သွားရေးလာရေးခက်ခဲသည်ကိုဆိုလိုခြင်းမဟုတ်ပါမန္တလေးမြို့ကြီးပေါ်မှာပင်ရှိသည့်ရက်ကွက်တစ်ခုဖို့သွားရေးလာရေးမခက်ခဲပါရက်ကွက်ကြီးတစ်ခုအတွင်းမှတီးတန့်ဝင်းတဝင်း၏အနေအထားကိုပြောပြလိုခြင်းမျှသာဖြစ်ပါသည်ကျွန်တော်တို့နေထိုင်ကြသည့်တီးတန့်ဝင်းကြီးထဲတွင်အင်ဂျီ60ကျော်80ခန်းရှိပါသည်ဝင်းထဲသို့ဝင်ရန်လမ်းမကျယ်တစ်ခုသာရှိပါသည်စပိန်နှင့်ဆိုင်ကယ်များမှအပမော်တော်ကားများအဖို့တစ်ခုတည်းသောဝင်ပေါက်လမ်းလည်းဖြစ်ပေသည်ကျွန်တော်အိမ်မှာထိုဝင်းကြီးကြောင်ကြဆုံးနေရာဖြစ်သည့်အင်္ဂါတောင်းတွင်ရှိသည်တောင်ဘက်နှင့်အရှေ့ဘက်တွင်ဘုံကြီးကျောင်းနှင့်ပုဂ္ဂလိကတိုက်ကြီးများ၏အုတ်တိုင်းကြီးများသာရှိပါသည်ကျွန်တော်တို့မိသားစုဖို့အပြင်သို့ထွက်ရန်ထွက်ပေါက်မရှိတခြားအိမ်များရှိမှဖြတ်၍လမ်းမကြီး၏တခုတည်းသောဝင်ပေါက်ရှိရာသို့ထွက်ရသည်အခြားအိမ်များနှင့်အတန်အသင့်အလှမ်းဝေးပြီးတိတ်ဆိတ်ငြိမ်သက်ပါသည်မြို့ကြီးတစ်မြို့ပေါ်မှာပင်ဖြစ်တော်လဲ
ကျွန်တော်အိမ်သို့အလဲပတ်ရောက်လာတတ်ကြသည့်မိတ်ဆွေများကတောထဲမှရောက်နေသလိုပင်တိတ်ဆိတ်မှုကိုခံစားရပါသည်ဟုပြောတတ်ကြပေသည်တစ်ပင်များအုံဆိုင်ပြီးကျင်းငတ်တာရကာမျိုးစုံရှိသည်အိမ်နောက်ဘက်အုတ်တိုင်းပေါ်ကဖန်ကွဲမှန်စားများပေါ်တွင်ရှင်ကလေးတွေလမ်းလျှောက်နေသည်ကိုပင်အမြဲတွေ့မြင်နိုင်ပေသည်အိမ်မြောက်ဘက်မလန်းမကန်းတွင်ရေကန်တစ်ခုရှိသည်ထိုရေကန်ကြီးမှာရှေးရခင်ဟိန္ဒူဘာသာခဝါတွေတို့အဝိရှော်ကြသည့်ဒိုဘီကန်ဖြစ်သည်ဟုတချို့ကပြောကြသည်အချို့ကလည်းဟိန္ဒူဖျားပွဲလှည့်လည်မည့်နေ့တွင်ယခုတိုင်ရှိနေသည့်ကျွန်တော်အိမ်ဘေးမှညောင်မင်းကြီးကိုဦးတိုက်ပြီးထိုရေကန်၌ရေချိုးခြင်းနနွင်းစသဖြင့်လိမ့်ရှယ်ခြင်းတို့ကိုပြုလုပ်ကြသည်ဟုဆိုသည်ယခုခါတွင်ကရေကန်ရှိမှန်းပင်အမှတ်တမဲ့မသိနိုင်တော့ပေကစုံမင်းများမြေရိုင်းပင်များဖြင့်ဖုံးအုပ်လျက်တောကြီးမြတ်မဲဖြစ်နေလေပြီဤသို့တိတ်ဆိတ်ငြိမ်သက်ခြင်းအတွက်ကျွန်တော်နေရာဤခေဟာကိုသဘောကျပါသည်ကံကောင်းလာသည်ဟုလည်းဆိုခြင်းပါ၏သို့တော့ကျွန်တော်ကံမကောင်းပါအကြောင်းမှာကျောင်းကြီးအပြင်သို့ထွက်ရန်တကူရီသောလမ်းကိုဖြတ်ရ၌ကျွန်တော်အိမ်နှင့်အနီးဆုံးပထမဆုံးဖြတ်တန်းရသည့်အိမ်မှာဤဝင်းကြီးတွင်တရားမျှတမှုအကင်းမဲ့ဆုံးပုဂ္ဂိုလ်ကြီးဖြစ်နေသောကြောင့်ပင်ဘဲကလေးတွေအကြောင်းကျွန်တော်ဆက်ပါတော့မည်ဘဲကလေး၃កောင်မှာ3လကျော်4လကာလနီးပါးရောက်သောအခါအကောင်များထွားချိုင်းလာသည်အိမ်အောက်မှာမနေကြတော့ပဲမြောက်ဘက်ရေကန်ကြီးစီသို့အပီးပိုင်ထွက်သွားကြလေသည်ထိုအချိန်တွင်ကျွန်တော်တို့တမိသားစုလုံးမှာသူတို့အပေါ်များစွာတန်ရုံးစဉ်တွင်နေပြီမနက်လင်းလင်းလာဟုခေါ်၍ထမင်းကြံဟင်းကြံများကိုကျွေးသည့်အလုပ်မှာနေ့စဉ်ဝတ္တရားတစ်ခုပင်ဖြစ်နေလေသည်အိမ်သူအိမ်သားများအပြင်ထွက်လျင်တုတ်နှင့်ပြေးလိုက်လာတတ်သောကြောင့်ပြန်လည်မောင်းနှင်ရပြန်လေသည်ကလေးတွေနှင့်ပြေးတိုင်းလက်တန်းကစားစရာအဖို့များလိုဖြစ်နေသည်ကိုယ်တိုင်ဝယ်လာသည့်သားတော်မောင်ဖို့ကအရေးတကြီးကြီးဖြင့်သူဤမိတ်ဆွေများလိုပင်ဖြစ်နေတော်သည်ထိုအချိန်မျိုး၌သူတို့ပျောက်သွားသောအခါတအိမ်သားလုံးဝိုင်းဝန်းရှာဖွေကြမိတော်သည်3-4ရက်ရှာမှမြောက်ဘက်ရေကန်ကြီးထဲတွင်တွေ့ရသည်ထို့သောရှာရသည်မှာရေကန်ကြီးနှင့်ကျွန်တော်အိမ်အလံဝေး၍မဟုတ်ရေကန်ကြီးတစ်ခုလုံးလူပေါ်တွင်မြက်များဗေဒာပင်များကစုံပင်များဖြင့်ဖုံးအုပ်၍နေသောကြောင့်ဖြစ်သည်သူတို့တွေမှာဗေဒာပင်တွေကြားတွင်ပုံနေကြခြင်းဖြစ်၏ရေထဲတွင်ဆင်း၍ခေါ်ယူရန်မဖြစ်နိုင်ပါရေဆက်သို့ပင်ဆင်း၍မရပါခလန်းလမ်းမှပင်တတိတီအော်ခေါ်နေရသည်ခဲဖြင့်6လမ်းပြစ်ခတ်၍အတက်ခိုင်းတော်လဲတုတ်တုံးများမလို့ပေကက်ကလုံနေကြသည်ဤသို့များခေါ်ယူ၍မရနိုင်သဖြင့်ဒီအတိုင်းပစ်ထားလိုက်ရသည်သူတို့စိတ်ချမ်းသာသလိုနေပါစေတော့ဟုအောက်မေ့လိုက်ရသည်တနေ့သူတို့ရှိရာခလန်းလန်းသို့သွား၍အတန်ပေးလိုက်သူတို့ရှိနေမိနေရာသို့ခဲဖြင့်ပစ်လိုက်ဖြင့်အတန်ပေးရသည်ထိုအခါမျိုးတွင်သူတို့ရှိမိနေရာမှငုံထားသည့်ခေါင်းများကိုဖော်ပြီးကိုရောင်ပြလေသည်ဤသို့နှင့်ပင်2လကျော်3လမြကာလအတွင်းရေကန်ထဲမှပင်အိပ်ပြီးရေကန်ထဲမှပင်နေကြသည်တော်သလင်းသတင်းကျွတ်ကာလတွင်ကအဆက်မပြတ်မိုးများပြင်းထန်စွာရွာချလေတော့သည်ကျွန်တော်တို့ဝင်းထဲတွင်4-5-6နှစ်ကျော်မြမဝိတ္တာကြပြီဖြစ်သောရေများပြည့်ရှံသွားတော့သည်အနေဆုံးပိုင်းလိုဖြစ်နေသောကျွန်တော်အိမ်အောက်နှင့်အိမ်ဘေးပတ်ဝန်းကျင်တဝင်းလုံးမှာရှိသည့်ရေများစီးဝင်လာလေတော့သည်မြောက်ဘက်ရေကန်ကြီးနှင့်ကျွန်တော်တို့အိမ်အောက်မှာရေတွေတစ်ဆက်သေးလိုဖြစ်သွားသည်ကျွန်တော်တို့လည်းအိမ်မှာရှိသည့်တစ်သားတို့တစ်သားစာများဖြင့်ကုန်းမောင်ထိုးတရားခင်းချင်းပြုလုပ်ရတော့သည်မနက်ခင်းကရေလွတ်ယုံမြခင်းထားသောတရားမှာည၌မိုးကြီးဇက်တိုက်ရွာချလိုက်ပြန်သောအခါတစ်သားတို့တစ်သားစာများရေထဲ၌ဟိုသည်လွင်မျောကုန်ကြတော့သည်ဖေရေဘဲကလေးတွေပြန်လာပြီဗျမနက်လင်းကာစကျွန်တော်အိပ်ရာထဲမှိန်းနေစဉ်တားတော်မောင်អော်လိုက်သောအတန်ဖြစ်သည်တအိမ်သားလုံးပင်ဝမ်းသာရွှင်မြူးစွာအောက်သို့ပြေးဆင်းကြည့်ကြသည်ကလေးတွေတတီခေါ်၍အစာကျွေးကြ၏အခုတော့သူတို့ကလည်းတရင်တနီတ
ဖြည်းဖြည်းရေများခန့်ချောက်သွားသည့်တိုင်အိမ်ရှိတချို့တဝက်နှင့်အိမ်အောက်တွင်ကရေများကြန့်ရှိနေပေသေးသည်ဆောင်းကာလရောက်သည့်တိုင်ထမ်းချောက်မိပုံမပေါ်ဘဲကလေး၃ကောင်မှလည်းရေကန်ကြီးစီပြန်မသွားတော့အိမ်အောက်တွင်ပင်တဆွတ်ဆွတ်ပြေးစောကြသည်ထို့သို့ပြေးစောနေရမှအိမ်သူအိမ်သားများအပြင်သို့ထွက်လျင်သို့မဟုတ်အပြင်မှပြန်လာလျင်သို့မဟုတ်အိမ်သို့ဧည့်သည်လာလျင်သူတို့တွေမှလူရှိရာသို့အတင်းပြေးလာပြီးနှုတ်သီးဖြင့်လိုက်၍ထိုးစိတ်တက်သည်အငယ်ဆုံးသမီးမှာကျောင်းသွားကန်ဒီတိုင်းဘဲကလေးတွေကလိုက်ဆသဖြင့်သူ့ကိုအိမ်ပေါက်ဝါထိလိုက်ပို့ရသည်သမီးကြီးနှင့်တူကျောင်းသွားပေါ်ကိုရန်ကျောင်းသူကလေးများမှာအိမ်သို့လေလာတိုင်းချမ်းဝါမှနေ၍ဘဲကြည့်ပါအောင်မျိုးဟုအော်ရလေသည်ကောင်းကောင်းအရွယ်ရောက်လာကြပြီဖြစ်၍သူတို့ကိုအကဲခတ်နိုင်လေပြီသူတို့သုံးကောင်စလုံးမှာဘဲဒီများဖြစ်၍ဘဲမှမပါဥစားရအောင်လဲဘဲမှတကောင်လောက်ဝယ်ထားဖို့စိတ်ကူးကြသည်ဟာဘဲမှတကောင်နဲ့ဘဲဖြစ်မလဲဗျတည်သွားမှာပေါ့ဘဲဒီ၃ကောင်ဆိုရင်အနည်းဆုံးဘဲမှ၅ကောင်လောက်တော့နိုင်နေဟာမိတ်ဆွေတယောက်ကအကြံပေးလေသည်တို့ရတွင်မဝယ်ပြစ်ခဲ့ဘဲမှတကောင်လောက်ထပ်ဝယ်ဖို့သားတော်မောင်ဤစာအုပ်များကိုရောင်းနိုင်ရန်နောက်ထပ်ကျောင်းပိတ်ရက်များအထိစောင့်ရလီများမသိလူနောက်ကတကောက်ကောက်ပြေးလိုက်နေသောကြောင့်အစာတောင်းသည်မှတ်၍အစာကျွေးသောအခါတွင်လည်းဟုတ်ဒီပတ်တိစားခြင်းမှစားသည်အစာဝက်ကိုလာရောက်ပြေးထိုးပြီးပြန်လှည့်သွားခြင်းသွားတတ်သည်အစာကျွေးတော့လည်းမစားဘူးဗျဘာဖြစ်လို့မှန်းလည်းမသိဘူးဖေဖေသားတော်မောင်ကသူ့ဘဲကလေးတွေကြည့်ပြီးနားမလည်နိုင်ပဲမေးသည်ဟာမင်းကောင်းနေအဟွာကြောင်နေတာဖြစ်မှာပါကွာကျွန်တော်ကသားတော်မောင်နဲ့သူ့ဘဲများကိုကြည့်၍ရေမောပြောဆိုလိုက်သည်ဘာကြောင်နေတာလဲဖေဖေဟာဘဲမှလိုချင်နေတာကိုပြောတာပါကွာသူတို့၃ကောင်မှတကောင်သွားရနောက်ကိုနောက်တကောင်ကလိုက်သည်ရှေ့သူဆိုက်ချင်းသွားနေရမှတကောင်ကနောက်ပြန်လှည့်လိုက်လျင်ကျက်၂ကောင်မှဝိဝါဒကွဲပြားမနေပဲနောက်သို့ချက်ချင်းပြန်လှည့်သည်ညများတွင်လည်းအိတ်ဒီဟူ၍မရှိလာပဲရေထဲသို့တစွတ်စွတ်ပြေးလွှားနေတတ်သည်တခါတရံတွင်လူတယောက်ရေထဲသို့ဖြတ်ချောင်းနေသလားထင်မှတ်မိသည်တခါတွင်လည်းရိမ့်တိုင်းနေသလားအောက်မေ့လေရအောင်လေပင်ကိုအထက်သို့ပင်းမြောင်းလိုက်အောက်သို့ပြန်ချလိုက်နှင့်အချိန်ကြာမြင့်စွာပြေလုံနေတတ်သည်သူတို့ကိုကျွန်တော်မေးမရအောင်မှတ်မိနေသည်မှာကတီးထန်စွာမဟုတ်ပဲမိုးဖိုးဖွဲသာရွာချနေတတ်သောညများစွာကဘိုးရင်များပင်ဖြစ်ပါသည်ထိုညများတွင်ကျွန်တော်သည်အခါများစွာတွင်ပင်အိတ်မပျော်တတ်သူဖြစ်သည့်အတိုင်းပရင်းမောက်မှတဖွဲရချနေသောမိုးပေါက်များနှင့်တလင်းပြင်ကိုသာငိမ်းမောနေမိတတ်သည်ထိုညများတွင်သူတို့၃ကောင်မှလည်းမိုးပေါက်လို့ရအိမ်အောက်တွင်လည်းခိုကဲ့ရမနေတစ်ပင်ရိပ်အောက်တနေရာမှလည်းမနေကြမုံဝါတလင်းပြင်တဲ့မိုးရေစက်များအောက်တွင်ခြေထောက်တစ်ဖက်ကိုမြှောက်လျက်တချောင်းထဲသောခြေထောက်ကိုစီဖြင့်ရက်နေကြပုံမှာဆွေးမြေ့စရာတစ်ခုခုကိုသူတို့တတိယနေရောသလားအောက်မေ့ရတော့သည်သူတို့မှာအတွေးကိုစီရှိနေလေသည့်ပုံသဏ္ဍာန်ဖြင့်နှုတ်သီးရှည်နှင့်ခေါင်းတစ်ခုလုံးကိုအတောင်ပံနဲ့လေပြန်မြုပ်သည့်အကောင်ကမြုပ်ထားသည်ရှည်လျားသည့်လေချောင်းတစ်ခုလုံးကိုဇလုတ်ထိမြုပ်အောင်မြုပ်လျက်နှုတ်သီးကိုသာမိုးပေါ်မော့ပြီးအတွေးနယ်ချဲသည့်အကောင်ကချဲ့နေပုံများမှာခြေခွဲစရာနှလုံးသားတစ်ခုခုများပိုင်ဆိုင်ထားကြလေရောသလားထင်မိပေသည်မိုးဆက်မိုးပေါက်များအောက်တွင်မလုံးမရက်ဖြင့်သူတို့ကြမ်းကြမ်းခံနေကြပုံမှာဇာတိမှန်တက်ကြွစရာလုံးဝမကောင်းလာပဲခြေခွဲဆွေးမြေ့စရာပုံမြင်တစ်ပုဒ်ကိုဖတ်ရှုနေရတယ်လို့သာဖြစ်တော်သည်သူတို့သည်ဘာကိုများတွေးပြီးငေးမောနေပါလိမ့်သူတို့၏အနာဂတ်ကိုသူတို့တွေးခေါ်နေသလားကံဆိုးခြင်းတွေသာသူတို့အပေါ်လိုက်ရွာချတတ်သည့်ဟောဒီအချိန်တွေမြန်ကုန်ဆုံးသွားပါစေတော့လို့များဆုတောင်းနေသလားဘာဖြစ်လို့ဘဲတကောင်ဖြစ်လာရပါလိမ့်လို့များတွေးတောနေလေသလားသူတို့မှာဇနီးမယားမရှိသားသမီးတွေလည်းမရှိပေးဆက်စရာအကျွေးတွေလည်းမရှိသူတို့၏နောက်ကျောမှာသူတို့၏မိတ်ဆွေတွေရဲ့ဓာတ်တန်ရာတွေလည်းမရှိကြောင်းကျွန်တော်သိပါ၏သို့ပါလျက်အစိုးရိတ်တန်းတဲ့ဒီလိုပုံသဏ္ဍာန်မျိုးနဲ့ဘယ်အတွက်ကြောင့်တည်ရှိနေရပါလိမ့်
လူတွေဖန်တီးထားတဲ့တေးဂီတဆိုတဲ့အတန်တွေကိုပဲညှင်းငွေ့နေခြင်းလားသူတို့အပေါ်လူတွေထားတဲ့တန်ဖိုးသတ်မှတ်ချက်ကိုသိပြီးတော့များစိတ်နာနေခြင်းလားမျိုးဆက်ပြန့်ပွားနိုင်ခြင်းမရှိပဲအချင်းဤဖြစ်တည်နေရသည့်သူတို့၏ဘဝကြီးကိုပဲမချေမနှက်ဖြစ်နေခြင်းလားသူတို့သည်ဆိုကရေတီကိုလည်းမသိဒါဝင်ကိုလည်းမသိမိုက်ကယ်အင်ဂျလိုကိုလည်းမသိလေပဲနဲ့လောကကြီးကိုပေးဆက်เสียဘာသာဝင်တွေများရှိနေကြပါလေအသားတရုံးပဲငါဟာအသားတရုံးများတာပဲလို့စိတ်ပြည့်ညှိုးငယ်စွာကိုယ့်ဘဝကိုအဆုံးစီရင်ဖို့များကြံစီနေလေသလားပျောက်ဆုံးနေသောမြီးတစ်ကောင်ကိုရှာဖွေဖို့အတွက်ကိုမြင်းတစ်ကောင်လိုတွေးရမည်ဟုဆိုရရှိသည်ကျွန်တော်သည်ဘဲတစ်ကောင်လိုတွေးနိုင်သူမဟုတ်ပါထိုညာမျိုးသူတို့ဤတိတ်ဆက်ငြိမ်သိမ့်မှုမှာကြာလုံးမကကြာလေသည့်အတွက်ကျွန်တော်ဤခန္ဓာရည်စွမ်းများကိုပြိုကွဲစေပါသည်ယခုသူတို့၃ကောင်နှင့်ကျွန်တော်တို့မိသားစု၏ခွဲခွာခန်းကိုပြောရပါတော့မည်ကျွန်တော်တို့နေထိုင်သည့်ဝင်းကြီးမှာအိမ်များနှင့်အလန်းကွာဝေသည့်မြတ်တော်ကြီးများကျယ်ဝန်းစွာရှိပါသည်ကျွန်တော်အိမ်မြောက်ဘက်မှရေကန်ဟောင်းကြီးနှင့်ဆက်လျင်အနောက်ဘက်တစ်လျှောက်မြတ်တော်ကြီးဖြစ်နေပါသည်ကျွန်တော်အိမ်ပေါင်းဝကထွက်ပြီးပုဂ္ဂိုလ်ကြီးအိမ်ရှိလမ်းမြောက်ဘက်တစ်လျှောက်မှာမြေလွတ်များဖြစ်ပါသည်ဘဲကလေး၃ကောင်မှာကျွန်တော်တို့အပြင်ထွက်တိုင်းပြေးလိုက်လာရမှအစပြုကာအပြင်ထွက်သည့်အချင်းရလာပါသည်အပြင်ထွက်သည်ဆိုတော့လဲလူနေအိမ်ကြီးမရှိသည့်လမ်းမြောက်ပိုင်းပြီးတစ်လျှောက်နီးနားမြတာဖြစ်ပါသည်ဝေးလန်မသွားပါမိသူအိမ်ဥပစာကိုမှမဝင်ရောက်ပါဘဲတို့ဤထုံးစံအတိုင်းရေပွက်ရှိရာသို့သာနှုတ်သီးဖြင့်တစွတ်စွတ်ထိုးနေတတ်ပြီးတစ်ပင်များထိုးဆွားခြင်းအမိုက်ပုံများရရှင်လုံးဝမပြုလုပ်ပါတို့ရတွင်ကျွန်တော်အိမ်အနီးနားမှပုံကိုကြီးမှာဘဲကလေးများကိုလုံးဝကြည့်ရဟန်မတူဘဲကလေးများကိုခြံခတ်ပြီးမွေးဖို့နေတိုင်းတကြီးလုံနေသည်တရိษံကိုအကြောင်းပြု၍လူချင်းစကားများရလျင်မကောင်းမိသည့်အပင်ကိုမှမတူးဆွတတ်သောဘဲကလေးများကိုရန်ရှာနေတော်လဲသူနှင့်အလွမ်းသင့်သူသူ့ကိုလက်ဆောင်ပေးသူများမွေးမြူထားသည့်နွားများကြက်များကတဝင်းလုံးအနှံ့ပင်ဖြစ်သည်ခွင့်လွှတ်ထား၏ထိုပုဂ္ဂိုလ်ကြီးတရားမျှတမှုကင်းမဲ့ကြောင်းကျွန်တော်ပြောခဲ့ပါသည်ဤဘဲနွားကြက်တိရစ္ဆာန်ကိစ္စလေးလောက်များနှင့်လူတစ်ယောက်ပေါ်ကောက်ချက်ချပြောဆိုနေမည်ဆိုလျင်ရေစရာသာဖြစ်ပါလိမ့်မည်သူရတွင်ကျွန်တော်တို့မိသားစုအားလောလောဆယ်စိတ်နှောက်ယှက်ဖြစ်စေသည့်ထိုကိစ္စလေးလောက်ကိုသာကျွန်တော်ပြောပါတော့မည်လူမှုရေးဖောက်ပြန်မှုများတိတ်ခါကင်းမဲ့မှုများကသူ၏ကိုရေးကိုတာကိစ္စများသာဖြစ်၍ကျွန်တော်အကျေတဝင့်မပြောလိုပါဤအရက်ဤဝင်းကြီးထဲတွင်ကျွန်တော်တို့နေလာခဲ့သည်မှာကြာပါပြီကြားသည့်လျောက်ဤပုဂ္ဂိုလ်ကြီးနှင့်ကျွန်တော်တို့၏ဆက်ဆံရေးမှာလည်းတက်တန်းရှိခဲ့ပါပြီတခါတော့ကဤပုဂ္ဂိုလ်ကြီးကြော်မကောင်းကြားမကောင်းပြဿနာတစ်ခုဖြစ်ပူသည်ထိုစဉ်ကဤပုဂ္ဂိုလ်ကြီးသည်တရားရုံးတွင်သူ့ဘက်မှတက်သေးခံပေးဖို့မတရားထွက်ဆိုပေးဖို့ကျွန်တော်မိမနှင့်ရောက်ခမကြီးများထံနေ့စဉ်လာရောက်ပြီးတို့ပြောဆိုနေပုံကိုကျွန်တော်မှပြန်လည်မြင်အောင်နေပြီးတော့သည်ယခုကိစ္စမှာတရိษံဖြစ်သောဘဲကလေး၃ကောင်ပေါ်တန်ရောစဉ်တွဲမိခြင်းမှတပါကြီးကျယ်ပြဿနာမဟုတ်ပါသူဤတရားမျှတမှုကင်းမဲ့ပုံကိုရီမောလိုခြင်းမျှသာဖြစ်ပါ၏သူနှင့်ပတ်သက်သည့်အခြားသောမဖွယ်မရာမှုများကိုအကျေတွင်ပြောဆိုရန်ရည်ရွယ်ချက်မရှိပါသူအားပူဇော်ပတ်သူသူအလိုတော်ကြီးများ၏ချက်များနွားများအကြောင်းထည့်ပြောမိခြင်းများသည်ကျိုးအကြောင်းဆက်ဆက်မိရန်မျှသာဖြစ်ပါ၏အဘိဓါမပွားမိပါကျွန်တော်ဤဘဲကလေးများပေါ်ခွင့်မလွတ်တော့လဲချက်များနွားများကိုမူ၏ရာပွားနိုင်ပါသည်ကိုအိမ်ချေထိလာရောက်ရက်ဆွနေတော့လဲချက်ကလေးများကိုမမောင်းရပါနွားများကိုလည်းညမှာပင်အေးရေးပြတ်ခံ၍6လန့်မောင်းထုတ်ခဲ့ဘူးတော့လဲပြဿနာဟုတ်မယူဆပါဤဝင်းဤနေရာအတွင်းအတူတူနေကြသူများအပေါ်စာနာနိုင်ပါသည်တို့ရတွင်ထိုပုဂ္ဂိုလ်ကြီးမှာကျွန်တော်တို့ဤဘဲကလေး၃ကောင်အပေါ်မူရိတာပွားနိုင်သူမဟုတ်ပါနေ့စဉ်နေ့တိုင်းပင်တကြီးလုံနေပါတော့သည်ပြဿနာရှာလျက်ရှိပါသည်
အနှစ်ချုပ်ရေးဆိုရလျင်ဘဲကလေး3ကောင်မှအိမ်၌နေခွင့်မရနိုင်တော့ပါဒီလန်တော်မိုက်ဝတ္ထုတို့တစ်ပုဒ်ကျွန်တော်ဖတ်ဖို့သည်ဝတ္ထု၏အမည်မှာ A Visit to Grandpa's ဖြစ်ပါလိမ့်မည်ထင်ပါသည်ထိုဝတ္ထုထဲတွင်ဘုန်းကြီးတစ်ပါးသည်ဘဲ3ကောင်ဝယ်၍မွေးထားပြီးဥယျာဉ်အလယ်တွင်ဘဲများအတွက်ရေကန်တကန်ပြုလုပ်ပေးထားသည်တို့ရာတွင်ဘဲများသည်ညစ်ပတ်ပေရေရက်အိမ်လေကားတဲ့အောက်မှရေမြောင်းတို့သာလေးကန်ဖင်းနွယ်စွာသွားပြီးရေကူးကြသည်တကက်ကနှင့်အော်မိကြသည်တို့အတွက်ဖုံတော်ကြီးမှာရေမြောင်းနှင့်ရေကန်ကြားတွင်ရှိသောကြောက်တုံးများကိုဖျက်ပြီးပြုံတစ်ခုပြုလုပ်ပေးထားသည်ရေကန်သို့သွားရလမ်းဟုဆိုင်းဘုတ်တစ်ခုစိုက်ထူထားသည်တို့ရာတွင်ဘဲများမှာလေကားအောက်၌ပင်ရေကူးလျက်ရှိနေကြပေသည်ဘဲကလေးတွေမရှိတော့ဘူးဖေဖေကျွန်တော်အိမ်ပြန်ရောက်ချင်းသားတော်မောင်ကအရေးကြီးပြောသည်ကျောင်းမှပြန်ရောက်စကလေးကဘဲကလေးတွေကိုလိုက်ချနေရန်တူသည်အခုပဲဦးမြငွေတို့အိမ်ပို့ခဲ့ပြီးသားရေသားတော်မောင်မျက်နှာမှာမရွှင်ပြဟာဗျာဦးမြငွေကြီးကချက်စားပြစ်မှာပေါ့ဗျမတက်ပါဘူးကွာသူတို့ကမွေးထားမှာပါအမှန်စင်စစ်သားတော်မောင်ကကျွန်တော်ညာပြောလိုက်ခြင်းဖြစ်ပါသည်လွန်ခဲ့သည့်ရက်များကပင်ဒီနှစ်တစောင်းမုံလာပြည့်ကျော်ပျော်ပွဲစားဖို့အတွက်ခမည်းဘဲ3ကောင်ထည့်ရမယ်ဗျာဟုမြငွေကကျွန်တော်အားနောက်တလူလူနှင့်မကြာခဏပြောခဲ့သည်သားတော်မောင်မွေးထားသည့်ဘဲကလေးပြားဖြစ်သည်ကတကြောင်ကျွန်တော်ကိုယ်တိုင်တန်ရောစဉ်တွင်နေမိသည်ကအကြောင်းဒီဘဲ3ကောင်ကိုပေးဖို့မရည်ရွယ်ခဲ့ပါတို့ရရင်ဒီဘဲ3ကောင်ကြောင့်လူချင်းပြဿနာမဖြစ်လို့တဘာဝလျောက်ရဲမှသာပြေးစော်နေလူသောဘဲကလေးတွေကိုလည်းခြံခတ်မထားရဲ့ပြဿနာကလည်းနေတိုင်းတက်နေပြန်တို့အတွက်မိမနဲ့တိုင်ပင်ပြီးမြငွေအိမ်သို့ပို့လိုက်ခြင်းဖြစ်သည်ပြဿနာတက်လွန်းလို့သာကွာငါတော့ဒီကောင်လေးတွေကိုနည်းနည်းမှမလုပ်ရဘူးမင်းသာကြည့်လုပ်လိုက်ပြီတော့ဘဲကလေးတွေကိုသွားပို့စဉ်ကမြငွေကိုကျွန်တော်ဤသို့ပြောခဲ့သေးသည်တစောင်းမုံလာပြီးနေတွင်ကြိုတင်တိုင်ပင်ထားသည့်အတိုင်းမနက်10:00 နာရီခွဲလောက်မှကျွန်တော်ရောက်သွားသည်ကိုကျော်တန်းတို့မောင်တိုင်းတို့မျိုးနိုင်တို့လည်းရောက်နေလေကြပြီသူတို့တွေမှာဈေးတို့ပင်သွားရောက်ဝယ်ချမ်းပြီးကြပြီဥခဲရှာသူကရှာမိမွေးသူကမွေးနဲ့အလုံးရှုံနေကြလေပြီကျွန်တော်ရောက်သွားတော့မြငွေမျက်နှာတိတ်မကောင်းလားခမည်းပြောထားတာနဲ့ကျွန်တော်လဲစိတ်မကောင်းဘူးဗျာမလုပ်ရတာနဲ့ဟိုဘက်အိမ်ကကလေးကိုပဲခိုင်းလိုက်ရတယ်ဒါပေမဲ့ဘူစိုးကိုဝင်ခေါ်ခဲ့သေးလားချက်ပြုတ်ပြီးမှတော့ခေါ်တာပေါ့ကွာအလုံးရှုံနေသူများကိုဝိုင်းကူရန်ကျွန်တော်ထမိလို့တော့နေပါဦးဗျာဆိုပြီးမြငွေကသူ့အိတ်ကက်ထဲမှာပတ်စံများကိုထုတ်ပေးသည်ကလေးကိုပတ်စံပေးလိုက်ပါဗျာဟာနေပါစီကွာတို့စားတဲ့တောက်တဲ့ထဲထည့်လိုက်ပါကျွန်တော်ကပတ်စံများကိုပြန်ပေးရန်ကြိုးစားတော့လဲမြငွေကလက်မခံပဲဆိုထည့်ပေးသည်ကျွန်တော်တို့ကလူကြီးတွေဆိုတော့အကြောင်းမဟုတ်ပါဘူးမိတ်သွားမှာပါကလေးကတော့သူမွေးထားတာလေးနှမျောမှာပေါ့ဗျာတခုခုအစားပြန်ဝယ်ရင်လဲသူလဲမေးမေးပြောက်ပြောက်ဖြစ်သွားနိုင်တာပေါ့ကျွန်တော်တို့အားလုံးပင်ချက်ကြပြုတ်ကြကြော်ကြလော်ကြနဲ့အလုံးရှုံနေလေကြပြီချက်ပြုတ်နေသူများထံသို့ကိုကျော်တန်းကပလင်းကင်ပြီးတယောက်တစ်ခွက်လိုက်ထည့်ဝေသည်ညနေမဆောင်ခင်ပင်ချက်ခမ်းပြုတ်ခမ်းပြီးတလောက်ရှိအတော်လဲမူးကုန်ကြလေပြီကျွန်တော်ဒီဈေးမှဝယ်ယူလာသည့်အရာများကိုသာစားတော့မြည်မိတော့လဲထိုအကောင်လေး3ကောင်ချက်ထားသည့်အိုးကိုမစားမိအောင်ကြိုးစားရှောင်ကွင်းလေသည်ကိုမြင့်တန်းနှင့်အခြားမိတ်ဆွေချို့လည်းရောက်လာကြလေသည်ယခုခါတွင်ချက်ခမ်းပြုတ်ခမ်းလုံးဝပြီးစီးလေပြီမှုဝိုင်းဖွဲ့စားတော့ရန်တတ်တာကြံရှိတော်သည်အခြားမြည်စရာများလည်းကုန်တလောက်ရှိလေပြီမှုနောက်ဆုံးချက်သည့်ထိုအကောင်3ကောင်အိုးမှာအဓိကဖြစ်လေသည်အားလုံးပင်အတော်မူးကုန်ကြပြီကျွန်တော်လည်းမူး၏မူးတော့လဲအမီးကိုမစားကျွန်တော်ဘေးတွင်ရှိသူများမှာမြည်သူရဲ့မှတ်မိကိုကျော်တန်းလားမျိုးနိုင်လားမြငွေလားမောင်တိုင်းတော့မဟုတ်မိမကလိုက်ခေါ်၍စောစောကပင်ပြန်နှင်လေပြီကျွန်တော်ဘေးမှထိုပုဂ္ဂိုလ်က
ကိုယ်ထဲမှအသားတုံးကိုဆက်ယူ၍ကျွန်တော်ပါဇက်ဝါသို့ထည့်ပေသည်မြင်းမီလှုပ်ပြီးမှသူ့လက်ထဲကအသားတုံးကိုယူပြီးကျွန်တော်လက်ဖြင့်ကင်ကာမျက်စိမိတ်ပြီးဝါးစားပစ်လိုက်မိသည်ကျွန်တော်ရှေ့တွင်ရှိနေတာဘသူတွေလဲကိုကျော်တန်းလားမျိုးနိုင်လားမြငွေလားကျွန်တော်မျက်စိထဲတွင်မြင်နေရသည်ကမိုးတဖွဲဖွဲအောက်တွင်ဒလင်းပြင်းထဲ၌တချောင်းနေသောခြေထောက်ကိုစီထောက်ကသူတို့၏လယ်ပင်များကိုအတောင်ပံထဲသို့နောက်ပြန်ဝှက်ထားပုံစလုံးထဲထိလယ်ပင်ကိုထည့်မြုပ်၍နှုတ်သီးကိုမိုးပေါ်မောလျက်ရှည်လျားသောလယ်ပင်ကိုအောက်သို့ဆန်ငါမြေကြီးထိနှုတ်သီးကိုဆိုက်လျက်အဆွေးရိတ်တန်းနေသည့်ဘဲသုံးကောင်သာပိုင်ဆိုးဝေအားလုံးကျေးဇူးများတင်ပါတယ်နောက် podcast မှာကျွန်တော်တို့ပြန်တွေ့ကြတာပါဗျာ